အားလုံးပဲမင်္ဂလာပါတင်းနှင်းတော် Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာကျော်လေးချက်မင်းသားကြီးတွေဖြစ်တဲ့ဂျက်ကီရှန်နဲ့ဂျက်လီရဲ့ပထမဆုံးနဲ့နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ကြတဲ့ The Foreign Kingdom ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့ဂျေဆန်ဆိုတဲ့အမေရိကန်လူငယ်လေးဟာတရုတ်ကွန်ဖူကားတွေကိုအယူမူကြိုက်နှစ်သက်သူတစ်ယောက်ပေါ့တနေ့မှာသူဟာအခွင့်ငှားနေကြတရုတ်တန်းကအဖိုးကြီးတစ်ယောက်စီမှာအမှတ်တမဲ့ရှေးအောင်ဒုက္ခအရှိကြီးတစ်ခုကိုတွားတွေ့ခဲ့ပါတယ်သူဟာစိတ်ဝင်စားပြီးတရုတ်ဖိုးကြီးကိုမေးကြည့်ရာအဖိုးကြီးမှအခုလိုပြောပြခဲ့ပါတယ်ဒီဒုက္ခဟာငါအဖိုးဒီဆိုင်ကိုစောက်ဖွင့်ခဲ့ရရှိနေတာဒီပစ္စည်းကိုပိုင်ရှင်အမှန်စီပြန်ပို့ပေးဖို့လာယူမဲ့သူကိုစောင့်နေတာဒါပေမဲ့အခုချိန်ထိလာယူမဲ့သူမရှိဘူးလို့ပြောပြခဲ့ပါတယ်ဒီစကားကိုကြားတဲ့ဂျီဟာကျွန်တော်ဒီဟာကိုအိမ်မက်ထဲမှာမြင်မှုတယ်လို့ပြောတော့တရုတ်အဖိုးကြီးကပြုံးပြီးမင်းတို့ရုပ်ရှင်အကြည့်များနေပြီဆိုပြီးအိမ်ကိုပြန်ခိုင်းခဲ့ပါတယ်ဒီလိုနဲ့ပဲဂျီဟာအိမ်ကိုပြန်လာတဲ့လမ်းမှာသူ့ကိုအနိုင်ကျင့်နေကြလူမိုက်တွေနဲ့တွေ့ခဲ့ပါတယ်ထိုလူမိုက်တွေကဂျေးကိုတရုတ်အဖိုးကြီးနဲ့ပေါင်းပြီးကွန်ဖူယူယူနေတဲ့ကောင်လို့ပြောဆိုပြီးအနိုင်ချင်းရိုက်နှက်ပြီးအဖိုးကြီးရှိရာဆိုင်ကိုလမ်းပြပေးခိုင်းခဲ့ပါတယ်လူမိုက်တွေကိုပြန်မခုခံနိုင်တဲ့ဂျေဟာကြောက်စိတ်တွေနဲ့အဖိုးကြီးစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ထိုလူမိုက်တွေဟာအဖိုးကြီးစီကပတ်စံအတင်းလူပြီးတနက်နဲ့ပြစ်မိခဲ့ပါတယ်တနက်ဒဏ်ရာနဲ့လဲကျသွားတဲ့အဖိုးကြီးဟာသူသိမ်းဆည်းထားခဲ့တဲ့ဒုက္ခကိုဂျေးလက်ထဲကိုထည့်ပေးရင်းဒီကနေလွတ်အောင်ပြေးပြီးဒုက္ခပိုင်ရှင်စီရအောင်ပို့ပေးပါလို့အကူအညီတောင်းခဲ့ပါတယ်လူမိုက်တွေကလည်းမျက်မြင်သက်သေဖြစ်တဲ့ဂျေးကိုပါအစားဖြောက်ပစ်ဖို့လိုက်ဖမ်းတဲ့အချိန်မှာပဲဒုက္ခကြီးရဲ့လျှို့ဝှက်ဆန်းကျဲတဲ့စွမ်းအားကြောင့်ဂျေဆန်တယောက်ဟာရှေးအောင်တရုတ်ပြည်ကိုအချိန်ခီးလိုမြင်ရောက်သွားခဲ့ပါတယ်ဂျေဟာလန်လုံးလာပြီးသူရောက်လာတဲ့ပတ်ဝန်းကျင်စိမ်းတစ်ခုကိုအန်အော့မန်သက်စွာနဲ့ကြည့်နေမိပါတယ်ထိုအချိန်မှာပဲအဖိုးတို့တယောက်ကမင်းနိုးလာပြီလားမင်းမြစ်ထဲမှာမျောနေလို့ငါတို့တည်လာတာမင်းကိုတေးပြီးတော့ထင်နေတာလို့တရုတ်စကားတွေနဲ့ပြောတော့ဂျေဟာနားမလည်နိုင်မဲ့အန်အော့နေခဲ့မိပါတယ်အဲ့ဒီအချိန်မှာပဲရွာကိုစစ်သားတွေအများပြားရောက်လာပြီးမိမိပြိုလေးတွေအကုန်လုံးကိုဖမ်းဆီးနေတော့တာပေါ့ထိုတဲကစစ်သားတယောက်ဟာဂျေးကိုတွေ့သွားပြီးဝိုင်းဝန်းတိုက်ခိုက်ဖို့လုပ်နေစဉ်မှာပဲအရက်မူးနေတဲ့တိုင်းဆရာတယောက်ရောက်လာပြီးစစ်သားတွေလက်ထဲကနေဂျေးကိုကယ်တင်ပေးခဲ့ပါတယ်ထိုလူကတော့မတိမျိုးနွယ်ဝင်ဖြစ်တဲ့ရန်ပါပဲစစ်သားတွေလက်ထက်ကလွတ်မြောက်သွားတဲ့သူတို့နှစ်ဦးဟာဆိုင်တစ်ဆိုင်မှာဝင်ရောက်အနားယူနေရင်ရန်ဟာဂျေးကိုအခုလိုပြောပြခဲ့ပါတယ်ဗျာဒိတ်တော်တွေအရာမင်းလက်ထဲကဒုက္ခဟာမတိမျိုးနဲ့ဖျားမန်ဂီကင်းရဲ့ဒုက္ခဖြစ်ပြီးမန်ဂီကင်းနဲ့ကြောက်စိမ့်စစ်သူကြီးတို့တိုက်ခိုက်ရာစစ်သူကြီးရဲ့ညစ်ပတ်မှုကြောင့်မန်ဂီကင်းဟာကြာဆုံးသွားပြီးထိုဒုက္ခမှာလည်းပျောက်ဆုံးသွားတာ200ခန့်ရှိနေပြီဖြစ်ကြောင်းထိုရုံးမှာလည်းစစ်သူကြီးလက်ထဲကနေမန်ဂီကင်းကိုပြန်ကယ်တင်ဖို့ဂျေးမှာတာဝန်ရှိတယ်လို့ပြောပြခဲ့ပါတယ်စကားဆုံးတာနဲ့ပဲသူတို့နောက်ကိုလိုက်လာတဲ့စစ်သားတွေကထပ်မံတိုက်ခိုက်ပြီးဂျေးလက်ထဲကနေဒုက္ခကိုတောင်းခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ကိုကူပြီးစစ်သားတွေဝိုင်းတိုက်ပေးခဲ့တဲ့မိန်းကလေးတယောက်ထပ်ပေါ်လာပြန်ခဲ့ပါတယ်သူကတော့စာကလေးဆိုတဲ့မိန်းမလှလေးပေါ့သူတို့၃ယောက်စစ်သားတွေလက်ထက်ကထပ်မံလွတ်မြောက်သွားစဉ်မှာပဲစာကလေးကသူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်သူကလေးဘွားကသူ့မိဘတွေကိုကြောက်စိမ့်စစ်သူကြီးကတက်ပစ်သွားကြောင်းသူဟာစစ်သူကြီးကိုဂလက်စားချေဖို့စူးစမ်းနေတဲ့သူဖြစ်ကြောင်းစားတော့ဆိုင်မှာဂျင်းနဲ့ရန်တို့ပြောနေတာတွေကိုကြားလို့သူပါလိုက်ပြစေလို့ခွင့်တောင်းခဲ့ပါတယ်သူတို့၃ယောက်ခရီးဆက်ကြရင်လန်ခီတဝက်မှာဂျေးလက်ထဲကဒုက္ခကိုဖုံးတော်ကြီးတစ်ပါးကတိုက်ခိုက်ပြီးလူယူသွားခဲ့ပြန်ပါတယ်ဒုက္ခကိုပြန်ရနိုင်ဖို့အတွက်ရန်နဲ့ဖုံးတော်ကြီးကအကျိတ်နဲ့တိုက်ခိုက်ကြပါတော့တယ်။ကဘာကျော်2ဦးတိုက်ခိုက်တဲ့ဒီဇက်ဝင်ငန်းဟာပိုတင်းတင်းတောင်ကြီးအဖို့မြစ်တောင်မခတ်တန်းကြီးမိစေခဲ့တဲ့အခမ်းပဲပေါ့။သူတို့2ဦးတိုက်ခိုက်ကြရင်စကားပြောဆိုမိရမှာအကုန်လုံးဟာတလန်းနဲ့သွားနေတဲ့ခီးသွားတွေဖြစ်နေခဲ့တယ်ဆိုတာကိုသိသွားခဲ့ကြပြီးအားလုံးအတူတကွခီးဆက်လာခဲ့ကြပါတယ်။ရန်နဲ့ဖုံးတော်ကြီးဟာခီးလန်းတစ်လျှောက်ဂျေးကိုကွန်ဖူတိုင်းပညာကိုအပြင်းထန်သင်ကြားပေးခဲ့ကြပါတယ်။ဆရာ2ဦးရဲ့တွန်းအားပေးမှုကြောင့်ပြောညံ့တဲ့ဂျေတယောက်ဟာမြ мян ဆန်ဆန်ပဲတန်မာလာခဲ့ပါတယ်။ဒါပေမဲ့သူတို့နောက်ကိုစစ်သူကြီးလွှတ်ထားတဲ့စံဖြူမာလေးလိုလူသိများတဲ့ရက်ဆက်လုံးနဲ့စုံမတယောက်ကလိုက်လံနှောက်ယှက်ပါတော့တယ်။သူ့တာဝန်ကဒုက္ခကိုယူပေးပြီးစစ်သူကြီးစီကမတိမျိုးစေးရင်နဲ့လဲလှယ်ဖို့ပါပဲ။သူတို့၄ဦးနဲ့စုံမနဲ့တိုက်ခိုက်ပြီးအင်အားမပြလို့ထွက်ပြေးလာခဲ့ကြစေမတိမျိုးရန်ဟာစုံမရဲ့လက်နက်ကြောင့်ဒဏ်ရာပြင်းထန်ရပြီးလဲကျသွားခဲ့ပါတယ်။နီးစပ်ရာဖုံးဝင်းကျောင်းမှာဝင်ရောက်အကူအညီတောင်းခဲ့ကြပေမဲ့ရန်အတွက်လိုနေတဲ့စီးရီဟာစစ်သူကြီးစီမှာပဲရှိနေတာကိုဂျေတို့တည်သွားခဲ့တဲ့အချိန်မှာပဲဂျေဟာစစ်သူကြီးနဲ့အပေးယူလုပ်ဖို့ဒုက္ခကိုခိုးယူပြီးတခြားသူမသိအောင်တိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်။ထိုအကြောင်းအရာကိုတည်သွားတဲ့ဖုံးတော်ကြီးနဲ့စာကလေးဟာဂျေကိုကယ်တင်ပြီးစီးရီကိုရယူဖို့နောက်ကလိုက်လာခဲ့ကြပါတယ်။ကြောက်စိမ့်နှန်းတော်ကိုအရင်ရောက်သွားတဲ့ဂျေဟာသူ့ရဲ့ဒုက္ခနဲ့မသေးစီးရီကိုလဲလှယ်ဖို့စစ်သူကြီးကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စစ်သူကြီးဟာငါဒီစေးရီကိုစုံမဖြူကိုပေးဖို့ဂရီပေးပြီးပြီအဲ့တော့မင်းတို့အချင်းချင်းမသေးမချင်းတိုက်ခိုက်ကြနိုင်တဲ့သူယူလို့ပြောပြခဲ့ပါတယ်ဂျေနဲ့စုံမဖြူဟာအသေးအကျေတိုက်ခိုက်ကြပေမဲ့စုံမဖြူရဲ့စွမ်းအားကိုဂျေတယောက်မနိုင်ခဲ့ပါဘူးဂျေတယောက်အသက်ခံရတော့မဲ့အချိန်မှာပဲဖုံးတော်ကြီးနဲ့စာကလေးတို့အချိန်မီရောက်လာပြီးလာကယ်တင်ပေးခဲ့တဲ့အတွက်အသက်ဘေးမှလွတ်မြောက်သွားခဲ့ပါတယ်စေးရီကိုရဖို့အတွက်ကောမန်ဂီကင်းကိုကယ်ဖို့အတွက်ရောအဖွဲလိုက်တိုက်ခိုက်ကြတဲ့အတွက်နန်းတော်တစ်ခုလုံးဟာတိုက်ခိုက်တံတွေနဲ့စူညံနေခဲ့ပါတယ်
ကံကောင်းစွာနဲ့ပဲဂျေတို့ကြိုးပမ်းမှုကြောင့်ဆေးရည်ဟာရန်လက်ထဲကိုရောက်သွားပြီးရန်ဟာထိုဆေးရည်ကိုတောက်သုံးပြီးအင်အားအပြည့်နဲ့ပြန်လည်နိုးထလာခဲ့ပြီးရန်သူတွေကိုရှင်းပြလိုက်ပါတော့တယ်မိမလာလေးစာကလေးဟာလည်းသူ့ရဲ့အညိုးတွေကြောင့်စစ်သူကြီးကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်မဲ့တနာပွဲသိဆုံးသွားခဲ့ပါတယ်ပြင်းထန်တဲ့တိုက်ပွဲတွေကြားဂျေဆန်ဟာကြောက်ရွံ့ဖြစ်နေတဲ့မန်ဂီကင်းလက်ထဲကိုဒုက္ခကိုပြန်ထည့်ပေးနိုင်ခဲ့လို့မန်ဂီကင်းကနိုးထလာပြီးသူ့ရဲ့ပြိုင်ဘက်ကင်းနဲ့စွမ်းအားတွေနဲ့ရန်သူဖြစ်တဲ့စစ်သူကြီးကိုနှိမ်နင်းခဲ့ပါတော့တယ်စစ်သူကြီးဟာသူဖန်တီးထားတဲ့ငရဲတွေနဲ့ပြုတ်ကျသွားတဲ့သေဆုံးခန်းဟာတကယ်ကိုအားရစရာကောင်းလာပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ဂျေဆန်ဟာလက်ရှိအချိန်ဖြစ်တဲ့သူ့ရဲ့ကဘာကိုပြန်ရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူဟာအရင်လိုအနိုင်ကျင့်ငယ်လူငယ်လေးမဟုတ်တော့ဘဲသူ့ကိုအနိုင်ကျင့်တဲ့လူမိုက်တွေကိုအလဲထိုးပစ်ခဲ့ပါတယ်။ထို့နောက်တနက်တန်ရာရသွားတဲ့အဖိုးကြီးစီသွားပြီးသူတာဝန်ကျေခဲ့ပြီလို့ပြောပြခဲ့ပါတယ်။ကဲလီကျက်မင်းသားကြီးနှစ်ယောက်ရဲ့အမိုက်စားတိုက်ကွက်တွေကိုကြီးစုရတဲ့ဒီစကားလေးကိုတငယ်ချင်းတို့ရောဘယ်လိုမြင်လဲဗျ။ကိုကြိုက်ဆုံးအခန်းလေးတွေကို comment မှာရေးပေးခဲ့ပါဦးနော်အခုလို movie recap လေးတွေကိုအမြဲတမ်းကြည့်ချင်နေဆိုရင်တို့ရဲ့တိတ်တိတ်တော် channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်